Hello အားလုံးမင်္ဂလာပါဒီနေ့အားလုံးကိုတောင်းပန်ချက်တစ်ခုလေးပြောချင်ပါတယ်အဲ့ဒါကတော့မိစာရီလည်းအရင်များနေတယ်ကျောင်းလည်းတက်ရတယ်သင်တန်းတွေလည်းအများကြီးတက်ရတယ်အင်္ဂလိပ်စာသင်တန်းတွေရောသင်ချာတွေရဲ့ပွဲတွေနော်အင်္ဂလိပ်စာမပွဲအများကြီးကိုခုတောင်မှကြောင်းကြရတယ်အားကြောင့်မလို့ဗီဒီယိုတွေမတင်တာပဲပါရှင်နောက်မှရလည်းမအောင်ပေါ့နော်စိတ်လည်းနေပြီးကောင်းနေတဲ့ကိုင်းနေတယ်အခုကတော့မိမိကြောင်းသွားဖို့အတွက်စာအုပ်လွယ်အိတ်ဒီထည့်သွားမှာပဲပါတယ်ခင်ဗျာကိုပါဆိုအကြည့်ကြည့်အောင်ဆုံးမင်းရှင်ရေးရမှာပဲအခုတည်တဲ့ခန်းတော့လိုက်ပါအောင်ဝါဒီကတော့မပြတော့အနည်းနဲ့အမောင်းဖြစ်သွားမယ်။ဒါပေမဲ့ဒါအမောင်းအလင်းရောက်တော့မယ်။ 1 2 3 go. Oh sorry. ရှင်းပါပြီ။နောက်ဆောင်ပေးပါ။ကျေးဇူးနာကြတော့ဖတ်စာဝဲရပါပြီဆိုမှပြန်ပဲထားတယ်။ဒီမှာတော့ဖတ်စာတတိယရမှာညတတိယရမှာဖြစ်။ကောင်းဆောင်တယ်။这我让他的好几只啊！假如要加了碰上的你们不少的不白色，你们要上你们的一个呢。ဆက်စားလာနဲ့အလံတိုင်းမြမအလံကိုစတင်ရတာပဲဖြစ်ပါရှင်ပြပြရှင်းရှင်းစတင်မယ်ဖတ်စာကလေးတွေတင်ကရပ်ဖို့ပြင်ခရီးလေပြောကြမယ်အဲ့ဒါပဲပြောနေတယ်ဆန်နေရပြောရတယ်မပြောချင်ဘူးမြန်မာစာပြီးတော့ပြီးပါလေအင်္ဂလိပ်စာဒီမှာ English degree ဖတ်စာအုပ်ပါဒီခလေးပြထားတယ်ပေါ့နော်မမြင်လို့ရှိရင်လည်းဖြစ်ဖြစ်လေးသွားပြီးတော့ကြည့်လိုက်အဲ့ဒါကျွန်မမတတ်နိုင်ဘူးကျွန်မပါတတိယရဲ့သင်္ချာဖတ်စာအုပ်ပါဖတ်စာအုပ်တိုင်းမှာသင်္ချာပို့အထူးဆုံးပါပဲပို့အများဆုံးပါပဲဒါပေမဲ့ဒါကတော့သင်္ချာမောင်းတယ်ဆရာပါသင်္ချာကိုလည်းရအောင်ကြိုးစားပါတယ်အကြောင်းမလို့နှစ်တန်းအောင်လာခဲ့ရပါဒါကတော့ဘိုးတို့အောက်ဆက်လူမှုရေးပဲဖြစ်ပါတယ်ရှင်တခြားဟာတွေလည်းရှိပါတယ်ဒါပေမဲ့ညောင်တော်မိုးကလည်းအခုထိမပေးသေးပါဘူးဒါမှဆက်ဆက်လို့ချင်းဆိုရင်အကုန်ပြီးနေရမှာဒါကတော့သိပ္ပံပဲဖြစ်ပါတယ်သိပ္ပံကတော့တတိယသိပ္ပံပဲဖြစ်ပါတယ်ဒါလေးပါမိမိအရန်ကိုခစ်စားနေတယ်အရန်ထွန့်ဖြစ်နေတယ်ကျောင်းတရားအောင်ကျောင်းတက်ပစ္စည်းတွေကိုမပြခဲ့တဲ့အတွက်ကြောင့်အခုဖက်စာအုပ်တွေပဲအကုန်လုံးပေါင်းပြီးတော့အခုကျောင်းတက်ပြီးပြီမလားဘာမှမဖြစ်ဘူးအခုထပ်ပြပေးပါမယ်ရှင်မပြလိုက်လို့ပေါ့နော်အားလုံးပဲဒါအဲ့ဒီတော့ကလည်းရှိုက်တယ်ပေါ့နော်ဒါပေမဲ့အင်ကြီးတွေဘာတွေအရန်မြန်နေတယ်စာရိတ္တပြေသူနေကြည့်ပဲဖြစ်ပါတယ်ဒါပေမဲ့အတူကောက်ရတော့စာရိတ္တပါပဲကဲအားလုံးကို sorry ပါဘေးနားမှာတည်သေးရှိနေတဲ့ဒေါက်တာစိန်တက်နေတဲ့အတွက်ကြောင့်ပေါ့နော်အားလုံးအတန်လေးတွေသိခံပေးကြပါတော့ဆိုချင်တယ်အကုန်လုံးဒီမခံပေးနိုင်လို့ရှိရင်ကြော်သွားလိုက်ပါဒါမှမဖြစ်ပါဘူးဒါလေးကတော့မိမိရဲ့ ready ပဲဖြစ်ပါတယ်ဒါလေးကဒီချေးရကြွားတာပါဇီလေးဖွင့်လိုက်တာတဲ့အလားတပစ္စည်းတွေလာမယ်လို့မထင်ပါနဲ့ခလေးပစ္စည်းတွေပါပဲပါမန်ကတော့ပြပါမယ်ရှင်ဒီမှာပါဟိုကွာ
အိုင်ဘုံလုံးမတိပါဘူးဖုန်းထဲမှာမလို့ပါဒါပေမဲ့တီချာလေးဓာတ်ပုံရိုက်ပြီးပြပါမယ်ရှင်ဒါပေမဲ့ပါချင်မောက်လည်းပါမှာပါတက်တက်လေးပြမယ်နော်ဗီဒီယိုစတာဒါဒီဖတ်စာအုပ်တီကိုဒီဒွဲအိတ်ထဲထည့်ရမှာ yes ဒီနေ့စာမတင်တာလားဟုတ်တယ်အင်္ဂါမပါလို့အင်္ဂါမပါတင်ရမှာဟုတ်တယ်ဒီနေ့နားလိုက်တာတမင်နားလိုက်တာဒါကတော့ရေးစာအုပ်တွေလည်းပါတယ်တော်ချင်းစီလိုက်ပြမယ်မရှိပါနဲ့ဟိုကဒါပဲဖြစ်တယ်ဒီလေးရမလားဟိုလေးရမလားမတက်နိုင်ကိုယ်လည်းရကိုပြင်ကြည့်တက်တဲ့အချိန်မှာပေါ့နော်ဒီဘက်မှာတောင်ဆောင်ရေးသွားတယ်ဒါကတော့ကျူရှင်ပေါ့လေကျူရှင်ဆိုတာအိမ်ကကျူရှင်မှာဟိုလိုအပြင်ကျူရှင်များမဟုတ်ပါဘူးအိမ်မှာတင်တဲ့ဖတ်စာအုပ်တွေပါဒါပေမဲ့လိုအောင်ရထည့်လာတာဒီနေ့မှဖတ်စာအုပ်ရတယ်ကျောင်းရင်ဖတ်စာအုပ်ရတယ်ကျူရှင်ဒါကတော့မမီးရပေးတာမဖြစ်ပါနောက်ပြီးမှတန်းစီပြဒါပေမဲ့ကန်ဆိုးစွာနဲ့လာဘူးကီချင်းနဲ့လာဘူးကီချင်းရဲ့ဒီကီချင်းလေးကတော့ပြတ်သွားပါတယ်ဒါကတော့ပုံပဲခဏလေးပါဘာမှမဟုတ်ပါဘူးလက်သက်အကျင်အောင်စူးခိုင်းတာပါဒါကတော့လိုအပ်မရတ िश ူးလေးပါဒါကတော့တ िश ူးကုန်သွားရင်တောက်ဖို့အတွက်လက်တော့ပါကဲဒါကြီးဆွဲချက်ချက်ချင်းတွေးထွက်လာကိုမှခါရဲချက်ချင်းဒီကြိုက်ဒီမြန်မာပြည်ဆိုကြိုက်သေးတယ်တင်မိုးစခန်းလို့နေရတောင်းအောင်ရောင်းဆောင်ကြောက်ခဲလေးဒါကြီးပြရတာပေါ့နော်ပြခုတက်ဒီသားချင်တဲ့ထန်ရှိတော့ပဲရှိတော့ဘာဖြစ်လဲဆိုတော့တို့တည်းကဘုရားအောင်ပြီးတယ်ပေါ့နော်ဒါပေမဲ့အများကြီးရလာဟောရတငယ်ချင်းအញ្ញမ်းတောင်းနေလို့ပြေးလိုက်ရတာပါသုံးလုံးမရှိတော့ပါဘာမှမဖြစ်ပါဘူးအမှန်တကယ်ငါးလုံးရှိရတငယ်ချင်းလက်ပဲကကြီးနေဟုတ်တယ်ဘာမှမဖြစ်ဘူးကျေကျူးကြည့်ချင်းမကြည့်ချင်းလေးတက်နိုင်ဟဲ့မလားကျင်ကြီးမတက်နိုင်ဒါကတော့ကိုမဘူးလေးပဲဖြစ်ပါတယ်စပင်ပန်းလောက်ခဲ့တာကိုထုတ်တာနော်ဆက်ပြပြေးတိုင်းကြောင်းလည်းချာပန်းလောက်ခဲ့တာခဲတာတခုမှမပါချောင်းမရွှေလိုက်နေဒါကတော့ရောင်စုံဘူးကျေစုပန်းတော့ပဲဆတာပါဒါတော့ကော်ဘူးဒီလောက်ပဲငါကြည့်ဒါပဲထွက်လာဘာမှမထွက်တာဘူးဒါပဲထွက်ဖတ်စာအုပ်ကိုရေးထားမယ်ဒါပေမဲ့နာမည်ထိုးရမှာပါဟုတ်လားဆေးရုံတွေမှာစာပေနေတဲ့ဆေးကြောင်းသားတွေနဲ့ဆရာဝန်တွေဘယ်သူမှအဲ့ဒီမှာသူတို့ခေါင်းကိုလေညံကြီးတစ်စီးလုံးပြုတ်ကျလာမယ်ထင်မှာမဟုတ်ဘူးအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုရင်အခုအချိန်မှာ collective karmic ဆိုတဲ့တိတ်တံဝတ်ကျွေးတွေဒါမှမဟုတ်ဦးချင်းစီရဲ့ karmic တွေကအရန်လာနေရပေါ့နော်လာတော့အမှန်တကယ်ပြောရင်ဒီပေါ်တောင်ကိုရောက်ရောက်အောင်တားကြတဲ့ကိုယ့်ရဲ့အတိတ်ရဲ့ကြည့်နေရတယ်မမြင်ရတဲ့တစ်တိုင်းပေါ့နော်အဲ့လိုမျိုးတွေကလည်းရှိတဲ့အခါကျတော့ဒါအဲ့လိုမျိုးလေးရှိတယ်အဲ့တော့မြောက်ဆရာတော်ဘုရားကြီးရဲ့ Facebook ကို follow လုပ်ထားကြတာတော့မသိဘူးလေတစ်ခါကလည်းဆရာတော်ကြီးကဒီ base တင်တာတွေ့တယ်ဘာဖြစ်လို့လဲဆိုတော့မြောက်ဆရာတော်ဘုရားကြီးကတော်ရုံတန်ရုံအဲ့လိုမတင်တတ်ဘူးဒါပေမဲ့ဒီ6လပိုင်း9လပိုင်းမှာအလူတွေကဒီ6လပိုင်း9လပိုင်းပါလားစိတ်မသိ sorry မပါအောင်နဲ့တူတယ်လောကနဲ့အကျဉ်းစားတွေလာတော့ပဲအဲ့ဒါကိုခံနိုင်ရရှိအောင်တရားကျင့်တာမှာတရားဝါဒီဆိုတာပြန်စီမံခံရအတိုင်းခံရတာပဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့တန်တွေကိုတော့လွက်ဖယ်လို့ရပါပဲတက်တာအောင်ပြုလို့ရတယ်ခုနကဘာပြောလိုက်တဲ့စကားလို့ပေါ့ကိုလုတ်ထားတဲ့ကုသိုလ်လည်းကိုညပေးလိုက်လို့တော့ပဲတက်တာဒါပေမဲ့တော့စိတ်ထဲမှာတခုကိုရှော့ရှိရဲဆိုတာသိရဒီအိန္ဒိယ trip ကလေအဲ့လိုမျိုးပေါ့နော်ကိုဆိုလိုချင်တာကကိုရီရဲ့ဒီဘိုင်းစားဝတ်ကျွေးတွေလည်းပါတာနာမည်ကတော့နှစ်ခုပဲထည့်ရလိုက်ပါတယ်မလာမတက်နိုင်ဘယ်လိုပြောရမလဲကိုရီဇလန်တွေရှင်းရမလားဒီအဲ့ဒီမကျင်ရတဲ့မှုတွေကလည်းအရန်အဲ့လိုတိုးပြီးဒီနေ့တော့ဆိုင်တွေမှာဝင်နေမှတ်တာတိုက်တာလေးတင်းလိုက်ခေါ်တာလူတွေကပြန်ခေါ်တာလို့စသဖြင့်ပေါ့နော်အဲ့လို
ရှိတယ်ရှိတော့ထားပါတော့ဒါကတော့နောက်ကိစ္စနောက်ဆက်လမ်းလေးပေါ့နော်အဲ့တော့ဆိုလိုချင်တာကဘာလဲဆိုရင်ဒီကာလတွေကဘယ်လိုပြောမလဲကိုလုပ်တဲ့အလုပ်တွေကိုဝိစီကိစ္စဆိုရင်ရုံမှားတန်တရားမဖြစ်ဘဲနဲ့တစ်ဆိုင်မှတ်ပေါ့နော်ကိုယ့်ရဲ့ကုသိုလ်ကြီးစရဏကြီးဖြစ်ရမယ်အဲ့တော့ဒီနေ့တကယ်တမ်းလာတဲ့လူတွေရောက်တဲ့လူတွေအားလုံးကတော့ congratulations အကုန်လုံးဘာဘီတွေပဲဟုတ်တယ်ဒီမှာဘာဘီ မလွယ်ဘူးဆိုတာ page မှာကကိုကစာရီဖတ်နေရတော့တွေ့နေရပေါ့နော်တချို့တွေဆိုရင် HTC လို့အတန်းမျိုးတောင်မှenergy base ကိုရောနေဆိုပြီးပေးနိုင်တဲ့အချိန်မှာဒီ energy work လုပ်ခံနေကြမှာလုံးဝမိသားစုကိစ္စတွေနဲ့ငွေပြတ်သွားတာတွေပေါ့နော်ငွေနဲ့ဆက်သက်ထားတွေခံရတယ်ငွေနဲ့ဆက်သက်ထားတွေခံရတယ် energy work နဲ့တက်ခံနေလေယောက်ျားလေးရန်ဖြစ်လေယောက်ျားပြောလေကြောက်ကိုယ်ပြီးတော့ဘာပဲညာအဲ့လိုမှမျိုးတွေခံရတယ်နောက်တစ်ခါကျတော့သားသမီးနှောက်ရှက်တာခံရတယ်ရှိသမျှပေါ့နော်နောက်ပြီးအလုပ်တွေရှုပ်တယ်ဟာတင်တဲ့တက်မယ်လို့ဖောင်ဖြည့်ထားတယ်ပြီးတော့ဒီနေ့ကြာမှာအနမ်းတွေပေးပြီးတော့ဘယ်လိုမေ့သွားမှန်းလည်းမသိဘူးဆိုတာတွေလည်းအများကြီးပဲပေါ့နော်အဲ့တော့ဆိုလိုချင်တာဝေးပေးတဲ့ကိုတွေက risk မဟုတ်ဘူးဝေးချင်းတွေလည်းအဓိကပြဿနာဖြစ်မနေဒါပေမဲ့အဖက်ဖက်ပေါ့နော် pressure ပြီးတဲ့ပုံစံမျိုးတွေရှိတယ်ဆိုစိတ်ကိုယ်တိုင်လည်းမလွယ်ဘူးအဲ့ဒါကိုစိတ်ဆိုလည်းကြားထဲမှာဒီနေ့အထိဒါရွှေဘုံအောင်ကြီးပေါ့တက်ပြီးတော့မလုံးလုံးစရာရှိရအားလုံးအရန်အလုံးလုံးပါတယ်အရန်လုံးလုံးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဒီဥစ္စာကြီးကိုစလုပ်ဖို့အတွက်မလွယ်ဘူးပေါ့နော်ဘာလို့မလွယ်လဲဆိုတော့မနေ့က Telegram မှာပြောထားတဲ့အတိုင်းပဲ level အမြင့်ကိုလာနေလေ game ကဘယ်လိုပြောရမလဲခက်လာနေလေပဲပေါ့နော်ဒါကတော့လောကကြီးမှာလည်းအဲ့လိုပါပဲကြောင်းတက်တာ10ရဲနဲ့10ရဲ10ရဲကပိုခက်တာပေါ့အဲ့တော့အတန်းကြီးလာနေလေစာများလာနေလေဝဲရလို့လွယ်မလားထင်ပါတယ်ဝဲရပိုခက်တယ် master တက်တယ်ပိုခက်တယ် master စာတန်းရေးရတယ် PhD တက်တယ်ပိုခက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီပုံစံလေးတွေရှိတော့အဲ့တော့ဒီတောက်လျှောက်ပေါ့နော်ဒီတောက်လျှောက်မနေ့ကဆိုရင် client ရဲ့တယောက်က live မှာပြောထားတာရှိတယ်သူ့အမျိုးသားကဒါမျိုးတွေရှုံကြည့်မရှိဘူးဒါပေမဲ့ device ရှိမှာတော့စိတ်ထဲမှာထည့်လို့ပေါ့နော်သူ့အမျိုးသားကိုနာမည်ပေးပြီးတော့အပ်လိုက်တယ်ပေါ့အဲ့တော့ဟိုနေ့က accident ဖြစ်တယ်ပြောတယ်ကားလေးပဲပုံသွားတယ် accident အကြီးကျယ်ဖြစ်တာဘာမှမဖြစ်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဆိုလိုချင်တာကစိတ်ကတော့ as much as I can ပေါ့နော်ဟို site ဆိုင်စကားနဲ့ပြောရင်ကိုစွမ်းတဲ့လောက်တော့ကိုလုပ်တယ်ပေါ့ကျန်တာတွေကတော့ကိုလည်း beyond capacity ဆိုတဲ့ကိုစွမ်းတဲ့ကိုဘက်တစ်ဖက်တွေကိုတော့မတက်နိုင်ဘူးဒါပေမဲ့ကိုစွမ်းတဲ့လောက်ကိုလုပ်တယ်ဆိုပေမဲ့လုပ်တဲ့ဘုံအဝိုင်းထဲမှာရှိတဲ့လူပဲလုံနိုင်တာပေါ့နော်ဟိုတကယ်တလုံးဘောကလုံးကိုတော့လိုက်ပြီးတော့မလုံနိုင်တယ်လို့အရင်တော့ရှိနေပြီခုမရှိလဲလိုက်မလုံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ပြတ်ကြံနေတဲ့သူတွေကလည်းအများကြီးရှိတယ်အဲ့ဒီဟာတွေကိုလုပ်ဖို့ဆိုရင်ကိုကဘာလဲဆိုရင်ဒီကုသိုလ်တွေစရဏတွေကဆိုလိုချင်တာဟိုကောင်းဖို့ပေါ့နော်ကောင်းတဲ့ဟာကကိုယ့်ကိုယ်လည်းတတိပေးတာပါအရင်ကထက်နှစ်ဆသုံးဆစရဏတွေဆိုလည်းအရင်ကထက်နှစ်ဆသုံးဆအများကြီးလိုပဲအဲ့ဒါမို့လို့လေဒီနှစ်2025ခက်ခဲတယ်ခက်ခဲတဲ့လာကဒီဂျွန်လာဆိုတော့နှစ်ဝက်ကျူကြီးပေါ့2025ရဲ့ January ကိုပြန်စဉ်းစားလိုက်ရင်ဘလို့ဒီကောင်ကမှန်းတော့သိမှာမဟုတ်ဘာလို့လဲဆိုလူတိုင်းပြဿနာပေါင်းဆိုတယ်စိတ်နဲ့ပြဿနာပေါင်းဆိုတယ်ဒီနေ့တစ်ခုပြီးမလားမှတ်တယ်နောက်နေ့တစ်ခုထပ်ပေါ်လာတယ်ဖြည့်ရှင်းရတယ်စကားပြောရတယ်ဘယ်လိုလဲအဲ့ဒီအလုပ်တွေလုပ်ရတယ်စသဖြင့်ပေါ့နော်အဲ့တော့ဘာစီကျတော့ကျတော့အပူကတော့ထည့်ကိုထည့်ရပါမယ်ဖုန်းပြောက်တဲ့အချိန်မှာကိုယ့်ရဲ့ဒီတွေးစားတစားဝင်လာတယ်လို့ပေါ့ငါဒီလောက်တယောက်တည်းအဲ့ဒါမဟုတ်ပဲလေလူတွေဥဆောင်ပြီးတော့ဒါဟိုဘုရားတရားကဒါကြီးကမာကြီးကျောင်းတရားကဒါကြီးကမာကြီးတောင်းပြီးရတယ်လို့ဖြစ်လို့နောက်ကန်ဆိုးနေရလဲဆိုတော့အတွေးပေါ့ဆိုလို့အဲ့အချိန်မှာဆိုကိုဖြစ်သွားတဲ့စိတ်ကကိုယ့်ရဲ့ကိုယ် trust မဖြစ်တော့ဘူးမှန်တိုင်းပြောရရင်ပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်နေမှာတော့ဘာလဲတိုင်းဆက်လုပ်စရာမလိုတော့ဘူးလေဆိုတော့အတွေးဒီ5-6 စက္ကန့်လောက်တော့ကြာတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်ဖြစ်သွားတယ်ပေါ့ဒီလောက်အများကြီးလုပ်ပြီးရအောင်လို့စိတ်ညစ်စရာကြီးကြုံနေရတာပဲဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ကိုတောင်မှအဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ဒါပေမဲ့ဘာလဲဆိုကိုယ့်ရဲ့ပေါ့နော်ဒီတတိနဲ့ပဲကိုယ့်ရဲ့ trust ကိုကနေပြီးတော့ပြန်ပြီးတော့ပြီးဆောင်ရတာပေါ့နော်အဲ့တော့ခါလေကြာရင်စိတ်ကျဲပြောလို့ပါပဲခါလေကြာရင်ပြောတယ်ဒီထဲကိုလက်လာပါရခြင်းလို့လာတယ်လက်လာပါမရအောင်ဆိုတာတစ်ခါလေကြာရင်ခုနကလိုပေါ့ကိုကြီးကြီးမားမားထိကြိုက်ပြီးတော့ဖြစ်မဲ့ဟာကဒီလောက်နဲ့ပဲခံစားသွားတာမျိုးဆိုလို့ကျင်တာအဲ့ဒီဥစ္စာနေမနေဘူးလေကိုအပေါ်မှန်တိုင်းဆိုရင်ကိုကဒီထက်ကိုဒီလိုက်ခေါက်ပြီးဖြစ်တယ်ဒါပေမဲ့ဒီလောက်ကလေးအဲ့ရဘောကတိုင်းထိုက်တဲ့
Okay, video လေးအစနဲ့အဆုံးထိကြည့်ရတဲ့အတွက်အားလုံးကြည့်ကြပါဦး။ဒီမှာအားလုံးနဲ့ဘိုင်နောက်ပြီးမှဆက်ပါမယ်။ Bye bye.